မင်္ဂလာပါဒီနေ့ကတော့ကျွန်မချစ်သူကြီးစားတွေဖြစ်ပေါ့နော်ကျွန်မ aura လေးနဲ့ပတ်သက်ပြီးတော့ဒီလူတယောက်ကိုယ့်ပေါ်မှာကောင်းတဲ့တက်ပေးလားမပေးလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မပေါ့နော်ကျွန်မကြုံတွေ့ရတယ်ကျွန်မသူများနဲ့မတူတဲ့အမြင်လေးကိုပေါ့ကျွန်မပြောပြချင်ပါတယ်။ဘာလဲဆိုတော့ကြုံမှုလားမသိတချို့ကောင်မလေးတွေဖြစ်ကောင်းလေးဖြစ်အရင်တော့အရန်မိုက်တယ်အရင်တော့အရန်ချောတယ်ဒါတို့ပေမဲ့အဲ့တယောက်နဲ့တွဲလိုက်တော့မှအဲ့ကောင်မလေးဖြစ်အဲ့ကောင်လေးဖြစ်ရလုံးဝကိုပဲမမိလောက်ပုံစံကြီးရကွာသိရမှာမိန်ရောက်မိန်နေတယ်ကွာဆိုလိုတာရောက်မိန်ကြနေချို့ကြီးကြောက်လဲအဲ့ကောင်မလေးအရင်တော့ဘာမှမဟုတ်အဲ့ကောင်လည်းကျွန်တော်မအဲ့တယောက်နဲ့တွဲတော့မှအရောက်မိုက်နေရကွာသိလားအရောက်မှသူ့ရဲ့ aura လေးထင်းနေရထွက်နေရကွာကိုရောင်ကိုဝါလေးထွက်နေခံစားအဲ့လိုကြုံမှုကြလားမသိကိုတိုင်အောင်ကြုံမှုလားဒါမှမဟုတ်ပဲကိုပတ်ဝန်းကျင်မှာအောင်မြင်မှုလားမသိအဲ့ဒါတကယ်ရှိရနော်ကျမဆိုလို့ရတော့အဲ့ဒါပဲအဲ့ဒါလေအရင်ရေးကြည့်ရနော်ကိုနဲ့တွဲတဲ့လူကကို့အပေါ်မှာဘလောက်ကောင်းရင်မကောင်းရင်ကိုကသူနဲ့ကိုနဲ့ကဘလောက်ထိတောင်မှကောင်းကျိုးပြုလဲမပြုလဲဆိုအဲ့ဒါလေးကြည့်နိုင်တယ်ကျမဘဝမှာကျမကြုံမှုတယ်ကျမလွန်ခဲ့တဲ့ကြာပါပြီဖို့အရင်တော့ကျမပထမဆုံးကြီးစားထားတော့ဟာပေါ့ကျမအရင်တော့ကသူ့အနေနဲ့သူချစ်စရာလေးပေါ့နော်ကျမအမိုက်တဲ့တဲမှာချစ်စရာကောင်းတဲ့တဲမှာပါအဲ့တုန်းကပေါ့သူများတွေတော့ထားပါတော့ဒါပေမဲ့ကျမအဲ့တယောက်နဲ့တွဲပြီးတော့မှကျမကလေအရန်စုပ်ပြတ်တက်သွားတာသိလားအဲ့လိုဖြစ်အောင်ကိုနေလိုက်တာမဟုတ်ပြင်မဲ့တတိမထားမိရပါတော့ကျမစပင်းနေဆိုလဲတလွဲတွေဖြစ်သိလားကျမနဲ့မတူတော့အဲ့တော့ तू ကလည်းကျမမတွဲချင်တော့ရှင်းပြောရင် तू ဘက်ကလည်းမမာဘူးသိလားတကယ်ကြောင့် तू ဘက်ကလည်းမမာဘူးအဲ့လိုမျိုးပေါ့ကျမအဲ့ဒါကိုနောက်တော့မှတတိထားမိပြီးတော့ကျမနောက်ပိုင်းလဲကြာတော့ကျမကောင်းကြီးအဲ့ဒါယူကြောက်တယ်ကွာသိလားအဲ့ဒါကိုကျမနည်းနည်းလေးတတိထားမိတယ်ကျမပတ်ဝန်းကျင်မှာလည်းကျမအဲ့ဒါကြီးတွေ့တယ်အဲ့ဒါကြောင့်မို့အဲ့ဒါကြီးအရေးကြီးပါတယ်ကိုယ့်ပေါ်မှာကိကိုက်မကအဲ့ဒါအရင်ရေးကြီးရယ်နော်အဲ့ဒါကြောင့်မို့အရာတော့ကောင်းမှုတက်ဖြစ်လာပါကျမထပ်ပြီးတော့လဲအဲ့ပြောချင်တာလေးရှိပါသေးကျေးဇူးပါဒီနေ့တော့ဒီလောက်ပါပဲတက်တာ